လူလိုက်ဆိုင်ကိုကြီးစုနေကြတော့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအလုံးတောကခတ်တဲ့အဖုခတ်တဲ့ငြိမ်းအေးကြသည်ဖြစ်၍ချမ်းသာဒုက္ခကံကောင်းမှုများဧကံရကြပါစေကျွန်တော်ရပြိုးလိုက်ဆိုင်ကိုကြီးစုနေတဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ရဟန်းရှင်လူအလုံးတို့ဒီတာယာအေးချမ်းနဲ့ဆောင်းကာလရောက်ရှိနေတဲ့အချိန်ဒီဇင်ဘာလမှာဘေးရန်ကင်းပြီးချမ်းသာဒုက္ခရကြပါသည်ရာသီဆံဝင်းတို့ဒီတရွရွပြောင်းလာလိုက်တာ2025ရဲ့နောက်ဆုံးလဒီဇင်ဘာရောက်ရှိလာပါပြီဒီဇင်ဘာလရောက်တော့လဲရောက်တဲ့အလှည့်ရောက်ပေါ့နော်ကောင်းငယ်ရချိုးတွေနတ်ခတ်တွေသူရဲ့နှိမ့်ညအပူအေးတဘာဝစတာရပြောင်းလဲကုန်တာပြောင်းလဲတဲ့ဖြစ်စဉ်နဲ့အတူလူသားတို့ရဲ့ကံကြမ္မာတွေကလည်းမတူညီပါဘူးဒီနေရာမှာနေတဲ့လူကဟိုနေရာရောက်ဟိုနေရာနေဒီနေရာရောက်အိမ်ပြောင်းနေရာပြောင်းယာတူးပြောင်းရှိသလိုစီးပွားဥစ္စာငွေကြေးအိမ်တော်ရေးဓနစည်းစိမ်တို့တက်တဲ့လူကြားတဲ့လူပြုတ်တဲ့လူတည်တဲ့လူကြည်တဲ့လူချမ်းသာတဲ့လူအဆိုးအကောင်းတွေဟာသူ့ဘာသူဖြစ်ပေါ်နေတာပါပဲဖြစ်ပေါ်နေတဲ့ကံတရားတွေကိုဒီနက္ခဗေဒဆိုင်ရာပညာရက်တွေနဲ့ယာနှုံးပြမဟုတ်တော့တိထိုက်တဲ့သူ့ရဲ့ဘောင်ဧရိယာတွေမှာတိခွင့်ရှိပါတယ်ဒါလေးတွေကျွန်တော်ရှောင်ရဆောင်ရကျွန်တော်ပြည်သက်ကြီးတွေအတတ်နိုင်ဆုံးအမှန်ဆုံးဖြစ်အောင်ကြိုးစားအထောက်ဟောပြောပြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကြည့်နေတဲ့ပြည်သက်တွေလည်းပိုကောင်းအောင်ပေါ့နော်ကုသိုလ်ရအောင်ဒီထဲမှာ like and share တွေလုပ်ကြပါဖြိုးလိုက်ဆိုင်ဝင်ကြည့်ကြပါကျွန်တော်လည်းအမြဲမပြတ်တယ်လက်သက်ဟောကြားပေးမှာဖြစ်ပါတယ်ကရကရာဒီဘာသာဂျွန်20နဲ့ဇူလိုင်22ကြားမှာမူဖွားဒီရာဒီဘာတွေကလောင်ပိတ်ကြံ့ကြာဆောင်းဆိုင်မှုတွေရှိနေအဖြေဆောက်နေရမယ်ဝေဝင်တော်လည်းမမြဲပါပေးရရနေခက်နေမယ်တချို့သောမိတ်ဆွေကောင်းတို့ရဲ့အကူအညီရမှာလုပ်ငန်းဟောင်းတွေပြန်လဲလုပ်ကြရဖို့ရှိတယ်ခရီးကိစ္စတွေပြတ်တက်ပြီးယခုချိန်မှာတနင်္လာနေ့နဲ့လူလုပ်ငန်းတွေရှောင်မှုလိုတယ်အိမ်ရောက်အိမ်ဝယ်ဆိုင်ရောက်ဆိုင်ဝယ်ကားရောက်ကားဝယ်တွေငွေကြေးအပေးယူတတိထားတေချာမှလို့နည်းနည်းလေးယုံကြည်မှုနဲ့ဟသွားတာနဲ့ရောင်းမှုဝယ်မှုတွေပြတ်သွားတတ်တယ်ခက်သွားတတ်တယ်ဥပမာဒီဘက်ကဆင်ရယူထားတယ်တေချာတယ်ဆိုပြီးတော့တစ်ဖက်မှာဆင်ရနေကိုယ်ပတ်စံနဲ့ပူပေးလိုက်တာရတဲ့ဆင်ရတဲ့ပူပေးလိုက်တာဒီဘက်ကအယောင်းဝယ်ပြတ်သွားတဲ့အခါမှာဟိုဘက်မှာကိုယ်တက်နစ်သွားမှာဒါကြောင့်ယုံကြည်မှုတည်ဆောက်ဖို့ဟာလက်တွေ့ကြလုပ်ပါလို့ပြောပြရတယ်အကြောင်းနဲ့လူမှုရေးစီးပွားရေးကျန်းမာရေးတွေပြန်ကောင်းနေတယ်ဆိုရင်တော့ခွေးခိုငါးငှက်ကျွေးမယ်လွတ်မယ်စာလေးတွေလွတ်ငါးလေးတွေလွတ်ငှက်လေးတွေလွတ်ကနန်းလေးတွေလွတ်ခွေးလေးတွေခိုလေးတွေအစာကျွေး9ရက်ပြည့်အောင်လုပ်ရမှာတရက်တည်းတော့မရအောင်တစ်ခုနှစ်ခုလုံးနိုင်ရတယ်အိမ်မှာရှိတဲ့ထီပြက်မှန်ကွဲမှန်ပြဲဒီဟိုပါပေါ့ရက်တောင်အပြက်တွေဒိုင်တက်စင်ရေရာတွေနှင်းသီးပန်းတွေကမုံတွေပိန်ပန်းတွေအင်းပါတဲ့ပစ္စည်းတွေဆေးဖျောင်းနိုင်တွေအုံဖွက်မန်းမုတ်တာတွေအဲ့ဒါတော့ရှောင်ရမယ်ဝေးရမယ့်အရာအဖြူကြည်ပြားခရမ်းနက်ပြားနီညိုထီထိုးခြင်းခုံ3 ပတ်လန်စနေမှာထိုးဝိဇ္ဇာသရဏတမ္မနောဝိဇ္ဇာသရဏတမ္မနောပရိကုပနေတိုင်းစိတ်ဒါဆိုကရကရာဒီဝါတွေအချက်တဲလွတ်ပြီးကံကောင်းတဲ့ထဲလှည့်ပြီးသွားပါလိမ့်မယ်